ညရီယိုမြတန်ကြားပြည်သက်များရှင်ဒီကနေ့မနေ့ခင်းမှာနာကြားကြမဲ့တရားတော်ကတော့ခဏလေခွက်တရားတော်ပဲဖြစ်ပါတယ်ဒီတရားတော်ကိုစကိုင်းမင်းကုန်းတောင်ယိုမဟာတန်ကြီးကဓမ္မတာရရေမီစွန်းစေအလှတော်အဖွဲ့ကြီးရဲ့ဗဒနာနာယကဆရာတော်ဗဒန္တာဓမ္မတာရဒီကဘဏကဘဟုဇနာဟိတဒရမှာဟောကြားတော်မူမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကထွန်းလုံး900နဲ့လဲထွန်းနေတဲ့လဲသမားကြီးကိုအတင့်ရဲ့ခန္ဓာကိုယ်လဲခွက်မှာလဲအနိစ္စဒုက္ခအနတ္တဆိုတဲ့ထွန်းသွား၃ချောင်းနဲ့ထွန်းရင်မတ်တိဖို့တိနိဗ္ဗာန်တိတို့ကိုရရှိခံစားနိုင်ကြောင်းဟောကြားတော်မူရာလေသမားကြီးလည်းမြေကြီးပေါ်မှာထွန်းနေတဲ့ထွန်းလုံးတွေကိုသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကိုပြောင်းထွန်းလိုက်ရာဉာဏ်နာဖြစ်သွားပါတော့တယ်လောကလူသားများအနေနဲ့လည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူတဲ့အတိုင်းထွန်းရဲလှုပ်ဆောင်နိုင်စေဖို့ဒီခန္ဓာလဲခွက်တရားတော်ကိုဟောကြားတော်မူမှာဖြစ်ပါတယ်။ယုံကြည်စွာနာယူကြပါစို့လားရှင်။ဒီနေ့ဘုန်းကြီးတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့အားဘုန်းကြီးတို့အနေဖြင့်တန်ယုတ်တနိကေယမနတန်ယုတ်ပါဠိတော်ဘာရဒွါဇသုတ်တံလာခန္ဓာလေခွက်တရားလို့ဒီလိုမှတ်ရမယ်။ဘာတရားတဲ့လေခွက်ဆိုတာဟာ2မျိုးရှိမယ်ပေါ့ခန္ဓာလေခွက်ရဲ့မြေကြီးလေခွက်ရဲ့လို့ဒီလို2မျိုးကိုမြတ်စွာဘုရားရှင်ခွဲခြားပြီးတော့ဟောသွားတဲ့တရားဒီတရားကိုမြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းတိုက်သတင်းသုံးနေတဲ့အချိန်မနဲ့စောစောလောကရကြီးလိုက်တဲ့အခါကျွတ်တန်းဝင်မဲ့လေသမားပုံနာကြီးတယောက်မြင်နာနဲ့ဗုဒ္ဓကအဲ့ဒီရွာရဲ့မနီးမဝေးမှာသွားပြီးတော့ခိတ္တစောင့်ဆိုင်တော်မူတယ်အဲ့ဒီအချိန်မှာမိုးလေးရလည်းတစ်ဖွဲနှစ်ဖွဲရွာသွန်းနေတဲ့အချိန်မနေ့စောစောတွေကပုံနာတွေတမနယ်လုံးလက်ထွန်းတွေဆင်းပြီးတော့9နာရီလောက်အချိန်မှာပုံနာတွေထမင်းစားဖို့အတွက်အသီးသီးနေရာယူကြလေသမားခေါင်းဆောင်ပုံနာကြီးထွန်တုံးပေါင်း900လောက်ပိုင်ဆိုင်တဲ့ဂသိဘာရဒွါဇပုံနာကြီးကမိမိအတွက်ရွှေနဲ့ကြေးနဲ့ရောစပ်ထားတဲ့လင်ပန်းကြီးတစ်ချက်နဲ့မဓုပါယသခေါ်တဲ့အလွန်တရာမောမြတ်ကောင်းမွန်တဲ့ခဲပွဲဘောဇဉ်တွေကိုသူ့အတွက်ပြင်ဆင်နေတဲ့အချိန်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဟာတပိတ်ကိုပိုက်တော်မူပြီးတကလားအဲ့ဒီပုံနာကြီးမနီးမဝေးမှဆုံးခံရက်တော်မူလာဒီတော့ပုံနာကြီးကမြတ်စွာဘုရားရှင်မြင်ချင်းကြီးညိုတဲ့စိတ်မဖြစ်မှု၍ဒေါသစိတ်ဖြင့်အရှင်ဘုရားတပည့်တော်တို့လိုစားခြင်းတောက်ခြင်းရင်တပည့်တော်တို့လိုလဲထွန်ပါလားတပည့်တော်တို့တစ်ချိန်လုံးနွားနဲ့ဖဲ့ယုံထွန်ရက်စိုက်ပြုတ်ပြီးမှအခုသုံးဆောင်ရတာအရှင်ဘုရားလည်းစားခြင်းတောက်ခြင်းကိုယ်တိုင်လဲထွန်ဆင်းပါလားလို့ဗုဒ္ဓကိုယံတွေ့ပြီးပြောခဲ့ဒီတော့မြတ်စွာဘုရားရှင်ကခဲပုံနာငါဘုရားရှင်လဲမိမိကိုယ်တိုင်ထွန်ရက်စိုက်ပြုတ်ပြီးမှအခုအသီးနှံတွေကိုသုံးဆောင်နေခြင်းဖြစ်တယ်ဒီတော့ပုံနာကအရှင်ဘုရားလဲထွန်းတယ်ဆိုရင်ဘယ်မလဲရှင်ဘုရားမှာနွားအဘယ်မလဲထွန်းတုံးဘယ်မလဲမျိုးစိဘယ်မလဲနှင်းတန်းအစရှိသည်ဖြင့်မြတ်စွာဘုရားရှင်ကိုလဲထွန်းတဲ့ကရိယာများနဲ့လဲခွက်များကိုအဲ့ဒီမှာမေးတော်မူခဲ့မြတ်စွာဘုရားရှင်မေးတဲ့အခါမြတ်စွာဘုရားရှင်ကဘာပြန်ဖြေသလဲဆိုတော့တတ္တဘိဇံတဘောဂုတ်တိပညာမေယုကနှင်္ဂလံဟိရိဣဒမနောယုတံတတိမေဖာလပါဇနံဆိုပြီးတော့ခန္ဓာလေခွက်ကိုဗုဒ္ဓဟာပြောခဲ့တယ်ဒီတော့ပုံနာနဲ့မြတ်စွာဘုရားနှစ်ဦးသားရဲ့အခြေတင်စကားပြောဆိုတဲ့အကြောင်းအရာဟာလေခွက်နဲ့လေသမားအကြောင်းပဲပုံနာဟာမြေကြီးပေါ်မှာလေထွန်တဲ့မြေခွက်လေသမားဗုဒ္ဓခန္ဓာကိုယ်ပေါ်မှာလေထွန်ခဲ့တဲ့ခန္ဓာလေသမားဒီတော့အဲ့ဒီလေသမားနှစ်ဦးသားရဲ့အဆုံးအဖြတ်ဟာဘာနဲ့ဆုံးဖြတ်တာလဲလေထွန်တဲ့ကရိယာနဲ့ဆုံးဖြတ်ပုံနာမြေကြီးပေါ်မှာဇဘာမျိုးစေ့ကိုကျဲတဲ့ဗုဒ္ဓကခန္ဓာလေခွက်ပေါ်မှာတတ္တမျိုးစေ့ကိုကျဲပုံနာသည်မြေကြီးပေါ်မှာထွန်သွားတဲ့မြေကြီးကိုထွန်တယ်ဗုဒ္ဓကခန္ဓာလေခွက်မှာပညာထွန်သွားနဲ့ထွန်ခဲ့
မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတတ္တမိုးရီဝိရိယမိုးရီတွေဖြိုင်ဖြိုင်သွန်းပြီးတော့တတ္တမျိုးစေ့ကိုရှင်းအောင်လုပ်ခဲ့တယ်မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်မှာတမ္မာတိကျိုးကလည်းခိုင်ခိုင်ချီနိုင်ခဲ့တယ်နှင်တန်လို့ခေါ်တဲ့တတိကလည်းအချက်မှန်မှန်စိတ်နွားရိုင်းကိုရိုက်ပြီးတော့မိမိလိုအပ်တဲ့နေရာရောက်အောင်ထွန်နိုင်ခဲ့တယ်ဒါကြောင့်ငါဘုရားရှင်ကခန္ဓာလေခွက်ပေါ်မှာလေလုတ်ခဲ့တဲ့တကယ်ခန္ဓာလေသမားပဲဒါကလေးကိုကြည်ချင်းအပြင်ခဏလူသားများကမြေကြီးလေခွက်ပေါ်မှာလေထွန်ပြီးတော့လေသမားလို့သတ်မှတ်ကြဒါတော့မြတ်စွာဘုရားရှင်ရဲ့အဆိုမိတ်ရကြီးမဲ့ဆိုရင်ခန္ဓာလေခွက်ပေါ်မှာလေထွန်တဲ့ပုဂ္ဂိုလ်ကလည်းခန္ဓာလေသမားများဖြစ်တယ်လို့ဒကာရီဒကမတွေမှတ်ကြရမှာဒါတော့ခမည်းတော်မိမိကိုယ်တိုင်နေ့တိုင်းဘုရားရှိသွားပြီးတော့ခန္ဓာကိုယ်အနိစ္စဒုက္ခအနတ္တလို့မဲ့အဲ့ဒီလိုမှတ်ပြီးရှုနေမယ်ဆိုရင်အနမတကသန္တရာလုံးမှာမိမိခန္ဓာလေခွက်မှာမြတ်တော်ကြီးတွေအပြိုင်အရင်ပေါက်နေတဲ့ခန္ဓာလေခွက်ထဲကနေအဲ့ဒီကိလေသာမြတ်တော်ဟာအနိစ္စဒုက္ခအနတ္တလို့ခေါ်တဲ့ထွန်သွား၃ကြောင်းနဲ့အမြဲထွန်လိုက်ရင်ခန္ဓာလေခွက်မှာရှိနေတဲ့ကိလေသာမြတ်တော်ဟာတဖြည်းဖြည်းနေပြီးတော့ကျွတ်ထွက်မသွားနိုင်ဘူးလားမှန်ပါဗျာဒါတော့မြေကြီးလေခွက်ပေါ်မှာလေထွန်တဲ့လေသမားကမြက်ရိုင်းတော်ကိုထွန်သွားနဲ့ဖယ်ရှားပစ်ဒါတော့ကျုပ်တို့ဒကာတွေဒကမတွေကလည်းမိမိခန္ဓာလေခွက်ပေါ်ပေါက်နေတဲ့ကိလေသာမြတ်တော်အဝိဇ္ဇာမြတ်တော်ကြီးကိုအနိစ္စဒုက္ခအနတ္တလို့ခေါ်တဲ့ပညာထွန်သွား၃ကြောင်းနဲ့ထွန်ကြလိုက်ရင်ဒီမြတ်တော်တွေကရှင်းမသွားနိုင်ဘူးလားရှင်းသွားနိုင်ပါဗျာမြေကြီးပေါ်မှာပေါက်တဲ့မြတ်တော်ဟာထွန်သွားနဲ့ရှင်းတယ်လို့ခန္ဓာလေခွက်မှာပေါက်တဲ့ကိလေသာမြတ်တော်ဟာလည်းပညာထွန်သွားနဲ့ထွန်လိုက်ရင်တဖြည်းဖြည်းရှင်းပြီးတော့အဲ့ဒီမြတ်တော်ရှင်းနေတဲ့ဒီခန္ဓာလေခွက်မှာတတ္တမျိုးစိကျဲရမယ်။ဘာမျိုးစိကျဲမလဲတတ္တမျိုးစိကောင်းကောင်းကျဲလိုက်ပြီဆိုရင်မျိုးစိဟာအောက်မှာသီလအမြင့်ဆင်းလာအပေါ်မှာဝိပဿနာအညွန့်ကလေးတွေတက်လာဝိပဿနာအညွန့်တက်ပြီဆိုရင်ဒီခန္ဓာကိုယ်ပေါ်မှာတက်လာတဲ့ဝိပဿနာအညွန့်သမထဝိပဿနာအညွန့်ကလေးတွေကမကြခင်လောကုတ္တရာကိုယ်ပါအသီးမသိဘူးလားသိပါရဲ့ဗျာလောကုတ္တရာအသီးဟာဇဘာတိသီးတာတဲ့တန်ဖိုးမရှိဘူးလားသိပါရဲ့ဗျာဒါကြောင့်မြတ်စွာဘုရားရှင်ကပုံနာကြီးကိုပြောတယ်ဧဝမေတ္တာကတိကဋ္ဌသာဟောတိအမတ္တဖလားတဲ့ငါဘုရားရှင်ခန္ဓာလေခွက်ဘောမှာထွန်ရခဲ့တဲ့အတွက်ကြောင့်အခုလောကုတ္တရာအသီးတွေကိုတီးနေလို့လောကုတ္တရာချမ်းသာကိုငါခံစားရပြီအဲ့ဒီဒုက္ခကိုလွတ်မြောက်စေနိုင်တဲ့ဒီလောကုတ္တရာအသီးကိုခံစားကြရတဲ့အတွက်သဗ္ဗဒုက္ခပမုစ္စတိအလုံးစုံသောဒုက္ခအပေါင်းမှလည်းပဲငါကင်းလွတ်နိုင်ခဲ့ပါပြီပုံနာလို့ဘုရားကအဲ့ဒီလိုလေခွက်ပေါ်မှာလေခွင်းရဲ့အတွင်းမှာထွန်ဆင်းနေတဲ့ပုံနာကြီးကိုခန္ဓာလေခွက်ပြောင်းထွန်ဖို့ရန်အတွက်ဗုဒ္ဓတရားမဟောဘူးလားဟုတ်ပါရဲ့ဗျာခန္ဓာလေခွက်ပြောင်းထွန်ခိုင်းလိုက်တာနဲ့တပြိုင်နက်တည်းဗုဒ္ဓသည်တရားကိုချက်ချင်းသဘောပေါက်သွားပြီးတော့သူစားမဲ့ထမင်းပွဲကြီးကိုချက်ချင်းဗုဒ္ဓလာကတ်အဲမဲ့ဗုဒ္ဓကငါဘုရားရှင်စကားဥပ္ပယ်နဲ့ပြောရတဲ့ဆွမ်းမဘုံပေဘူးရေအိမ်နဲ့သွားသွန်လိုက်ဆိုတော့ရေအိမ်နဲ့သွန်ချလိုက်အဲ့ဒီမှာရေရီယာပွက်လို့ထပြီးစူးလာဒီတော့မှထိတ်လန့်တုန်လှုပ်ပြီးပုံနာကဗုဒ္ဓထံမှာတရဏဂုံဆောက်တည်ပြီးတပည့်တော်အရှင်ဘုရားရဲ့သာသနာမှာယဟန်ဝိပယစေခန္ဓာလေကွက်ပြောင်းပြီးလေထွန်ဆင်းပြစေလို့လျှောက်ဒီတော့မြတ်စွာဘုရားရှင်ကပုံနာကိုသင်္ကန်းဝစ်ပေးပြီးတော့ခန္ဓာလေကွက်ထွန်ပုံထွန်နီးလေးအဲ့ဒီမှာသင်တန်းပေးပြီးအားထုတ်လိုက်တာတခုသောနန္ဒခင်းရဲ့အတွင်းမှာပဲခန္ဓာလေကွက်လေထွန်ဆင်းလိုက်တဲ့အဲ့ဒီလေသမပုံနာကြီးဟာအာသောကုန်ခန်းရခန္ဓာဖြစ်တယ်တဲ့။ဘာဖြစ်သွားတာလဲ။မြေကြီးထွန်လို့လားခန္ဓာလေကွက်ထွန်လို့လား။ဒါတော့ဘုန်းကြီးတို့ဒကာတွေဒကာမတွေလည်းတရားမရခြင်းဘူးလား။အေးတရားရခြင်းတယ်ဆိုရင်ဘယ်လေကွက်ကိုထွန်ရမလဲခန္ဓာလေကွက်ထွန်ရင်လောကုတ္တရာကိုယ်ပါအသီးမရနိုင်ဘူးလားရနိုင်တဲ့အတွက်ကြောင့်မိမိရဲ့ခန္ဓာကိုယ်မှာပြောင်းပြီးတော့အနိစ္စဒုက္ခအနတ္တမြင်အောင်လို့လေထွန်ဆင်းကြပါလို့တိုက်တွန်းရင်းနဲ့ဗုဒ္ဓရဲ့ခန္ဓာလေကွက်တရားဒေသနာနိဂုံးအဆုံးသတ်ကြပါပြီတရားဓမ္မပေါင်းသူတော်ကောင်းတို့